အခုမှပဲအသက်ရှူသွားတော့တယ်ယူရီကသူ့ညာဘက်ပကောင်းအနာဘက်ကိုလဲပြန်ကြည့်လိုက်ပြီးအမိုက်တွေခါသူတို့ကဘာလို့နင်းနောက်ကိုလိုက်နေကြရလဲကျွန်တော်ဖြေဖို့အနေငယ်ကြားနေတော့အလိုက်သိစိတ်ရှိလို့သူကဖြေဖို့အဆင်မပြေနဲ့မဖြေပါနဲ့ဒါပေမဲ့အခုခီးစင်ကနင့်အတွက်အန်ရရှိနေသလိုပဲငါကဒီဒေသခံဆိုတော့နင့်အတွက်ကူညီနိုင်တာရရှိမယ်တဲ့နဲ့နင်အန်ရကင်းအောင်ငါ့ရင်လိုက်တယ်ပါလားအဲ့ဒီလိုဆိုလဲအဆင်ပြေမှာပဲကျွန်တော်ကသဘောတူသလိုဖြေတော့သူကပြုံးပြီးရှေ့ရရင်လျှောက်သွားပါတယ်သူနဲ့အတူလျှောက်ခဲ့တဲ့ခီးကထုံးစံအတိုင်းသူ့ရဲ့စကားနဲ့နိုင်လုံးမှုကြောင့်ရင်းနှီးဝယ်ကောင်းတဲ့ရုပ်ရှင်ကားတကားရဲ့နောက်ခံတရောတန်လို့အေးဆက်ဆက်ဖြစ်နေခဲ့ပါတယ်ကျောဘော်ရီတဲကတပေကျော်ကျော်လောက်ရှိမဲ့ဓာတ်လက်တလက်ကိုထုတ်ယူပြီးညက်ပင်တွေကိုဝေရန်လို့လမ်းရှင်းခဲ့တယ်ညအိုင်းတောင်းကိုတော့တစ်တော်တစ်ခုတည်းကိုရောက်တဲ့နေလဲအတော်မြင်လာတာမို့တနေရာမှာထိုင်ထားပြကြတယ်သူကစက်ကူနဲ့ပတ်ထားတဲ့မုတ်တစ်ခုကိုပေးတယ်သူပေးတဲ့မုတ်ကိုယူရင်ကျန်တဲ့လက်တစ်ဖက်ကကင်ထားတဲ့ဓာတ်အောင်မြေမှာအားနဲ့ဆိုင်လိုက်တယ်တကယ်တော့ဘာရင်မဟုတ်လုံးမိတာပါဒါကိုယူကြီးကအကြည့်တစ်မျိုးနဲ့ကြည်လာတယ်ဘာဖြစ်လို့လဲဘာမှမဖြစ်ပါဘူးဒါပေမဲ့ဟိမအောင်သားတို့တိဘက်နယ်စပ်တို့စီမှာတော့နင်းစင်ကြင်ရမယ်အဲ့ဒီဒေသတွေမှာဒီလိုမြေကြီးတွေကိုဓာတ်နဲ့ထိုးသွင်းတာမျိုးမလုပ်ရအောင်ဘာလို့လဲဆိုတော့အဲ့ဒီဒေသတွေမှာတချို့သူတော်စင်တွေထူးဆန်းတဲ့အကျင့်တွေကိုကျင့်နေတဲ့စာလုံးကြီးတွေရှိတယ်သူတို့တွေကတချို့ပုဂ္ဂိုလ်တွေကကိုမြေကြီးထဲမှာမြုပ်ပြီးနေတဲ့ကျင့်စဉ်ကိုကျင့်တတ်ကြတယ်ဒါကြောင့်ဒီဒေသတွေမှာမြေထဲကိုချွန်ထက်တဲ့လက်နက်တွေအရန်ကမထိုးဆိုင်ရအောင်စင်ရင်စရာတခုသိခဲ့ရပါတယ်စာလို့သူကမေးလေးမောပြီးထပ်ပြောလိုက်မှကျွန်တော်စက်ကူဘက်ကိုခွာပြီးမုတ်ကိုစားလိုက်ပါတယ်ပြီးမှမြေမှာစိုက်ထားတဲ့ဓာတ်ကိုဆွဲနှုတ်လိုက်ပါတယ်အဲ့ဒီမှာတော့ဒါဟာသွေးတွေမို့လားဓာတ်ကိုနှာခေါင်းသားအလယ်မြန်ကပ်ပြီးရှူကြည့်လိုက်တယ်ဒီပုပ်ပေါ်နန်းကခေါင်းထဲထွန်းဝင်လာတယ်လက်ထဲရတာလွတ်ကြမတက်တုံသွားတယ်ဒါမှစိတ်ကနေတဲ့သွေးတွေလူနှစ်ယောက်လည်းအပြေးဝင်ရောက်လာတယ်ခုနကကျွန်တော်နောက်ကိုပြေးလိုက်လာကြတဲ့လူနှစ်ယောက်ပဲသူတို့ရောက်လာကောင်ကရုတ်တရက်နိုင်လုံးတာကြောင့်ကျွန်တော်နဲ့ယူရီအစင်မြောင်ထားမပြေးနိုင်ခဲ့ဘူးသူတို့တွေကတယောက်ကကျွန်တော်ပခုံးကိုဖိထားလိုက်ပြီးငါတို့ကမင်းတို့ဒုက္ခပေးမဲ့သူတွေမဟုတ်ပါဘူးတော့မပြေးပါနဲ့ကျန်တဲ့တယောက်ကကျွန်တော်လက်ထဲကသွေးစွန်းနေတဲ့ဓာတ်ကိုယူကြည့်တယ်ပြီးတော့ချက်ချင်းပဲခုနကကျွန်တော်ဓာတ်ဆိုင်ထားတဲ့မြင်နေအောင်ဒူးဆွာပါတော့တယ်သူတို့ဒူးကြီးမှာပဲမြေကကျဉ်းမှုမရှိပဲပွားရအောင်ဖြစ်နေမှတတိထားမိတော့တယ်တိတ်မတူးနိုင်ရပဲတစုံတစ်ခုဟာတစားပေါ်လာတဲ့အခါမှာတော့အမလေးယူရီထိတ်လန့်ပြီးကျွန်တော်ပခုံးစီမျက်နှာအပြီးမကြည်ရဲသလိုတွေ့ကပ်လိုက်တယ်မြေတွေကထွက်လာတာကအလောင်းတစ်လောင်းခုနကမြေဦးဓာတ်နဲ့ထိုးဆိုင်တော့ဓာတ်မှသွေးစွန်းပြီးပါလာတာဒီအလောင်းကောင်ထိုးမိလို့ပဲကျွန်တော်တို့ကရဲဝန်ထမ်း2ယောက်ပါဒီတောင်ဒီဒေါနာမှာလူပြောင်းမှုတိုင်ကြထားလို့အထက်ကညွှန်ကြားမှုအတိုင်းလာဆောင်စမ်းတာပါခင်ဗျားတို့ကကားပေါ်မှာခီးရစကလေးကပါလာတဲ့သူတွေကဒီမျိုးရဲ့လူပြောင်းမှုကိုဒီမျိုးရဲ့ရဲတွေကမဆောင်စမ်းပဲဘာလို့ခင်ဗျားတို့ကတခြားမျိုးကနေလာဆောင်စမ်းနေရလဲကျွန်တော်တန်တရားမကင်းလို့မေးလိုက်တယ်သူတို့ကကျွန်တော်တို့ကဒီမျိုးကိုအပြောင်းရွှေ့ကြလာတာလေဗျာဒါကြောင့်ဒီလူပြောင်းမှုကိုကျွန်တော်တို့တာဝန်ပေးထားတာပေါ့ခင်ဗျားကျွန်တော်တို့မတင်ကားဖြစ်မနေပါနဲ့အခုလူပြောင်းမှုတွေမကပဲတတ်မှုသိမှုတွေတော့ဖြစ်နေပါပြီဒီလောင်းကောင်ကကျုပ်တို့ရှာနေတဲ့လူတွေကတယောက်ပဲကြည့်ရတဲ့ပုံစံအရတက်ပြီးမြုပ်ထားတာမကြသေးဘူးခင်ဗျားတို့ကြောင့်အလောင်းကောင်ရှာတွေ့တာကျေးဇူးပဲဗျာသူတို့ပုံကြည့်ရတာလင်ညာအမတူတကယ်ရဲဝတ်နံတွေပါကျွန်တော်ကဒါနဲ့ခင်ဗျားတို့ကကျွန်တော်နောက်ကိုဘာလို့လိုက်လာကြရလဲခင်ဗျားကိုတတိပေးခြင်းတာလေးရှိလို့ပါခင်ဗျားမြို့ဝင်ကားရတဲ့နေရာမှာတော့လူဟာကြီးရဲ့လက်ထဲကနေလိမ်မော်သီးဆိုင်ငယ်ပေါ်တက်ပြီးခင်ဗျားထွက်ပြေးရတာကိုကျွန်တော်တို့မြင်လိုက်ရတယ်လူဟာကြီးဘာလို့ခင်ဗျားကိုဖမ်းပြီးခင်ဗျားကဘာလို့ထွက်ပြေးရလဲဆိုတာလဲကျွန်တော်မသိပါဘူးဒါပေမဲ့ခင်ဗျားထွက်ပြေးပြီးရဲ့နောက်လူဟာကြီးကခင်ဗျားနောက်ကိုဆက်လိုက်သွားတယ်
तू ကကျွန်တော်ဖမ်းရမယ်သူပဲလိုက်မှာပေါ့ဗျဒါပေမဲ့သူတွေမကောက်အောင်တခြားလူတချို့လည်းခင်ဗျားတော့ကိုမသိမသာထပ်လိုက်လာကြတာကိုကျွန်တော်တို့သတိပြုမိတယ်ဟုတ်လားအဲ့ဒီလူတွေကဘလို့ပုံစံလဲခင်ဗျားတို့မမိလားတယောက်ကလူငယ်ပဲမျက်ခုံးမွေးဆိုင်ဆိုင်နဲ့စူးစူးရှာရှာရှိတဲ့ရုပ်ပဲအဲ့ဒီရုပ်ကိုကျွန်တော်မှတ်မိတယ်စူးရှာတဲ့ရုပ်နဲ့ကျွန်တော်နဲ့မတိမ်မရဲရွယ်လူငယ်နောက်တစ်ယောက်ကမိန်းမကြီးဗျကားပေါ်မှာတော့ပရိတကြောင်ကြောင်စိတ်နေတဲ့မိန်းမကြီးလေကားပေါ်မှာတော့ရှေးပိုင်းကုန်တဲ့ဘက်မှာထိုင်တဲ့မိန်းမကြီးအဖြစ်ကျွန်တော်မှတ်မိသွားပြန်တယ်အဲ့ဒီမိန်းမကြီးကတော့ခမည်းတော်လူအများနဲ့လိုက်လာလိုက်မယ်တဲ့နဲ့ဘာလို့လဲဆိုတော့ခမည်းထွက်ပြေးသွားတဲ့နောက်မှာသူဝဲရိနာဒေတာကန်တချို့ငွေပေးပြီးငှားရမ်းနေအောင်တွေ့လို့ပဲဟောသူတို့လှုပ်ရှားကြပြီကိုကျွန်တော်ဗလိုင်းဝမ်းမှန်းတီကုန်ကြပြီဒါကြောင့်တခြားဗလိုင်းတွေထွက်ပေါ်လာကြပြီပေါ့မျက်ခုံးမွေးဆိုင်ဆိုင်နဲ့လူငယ်ပြီးတော့ဇိုးသမားကြီးလူဝါနောက်တော့အုပ်စုဖွဲ့ပြီးလှုပ်ရှားတဲ့မိန်းမနောက်ဆုံးဗလိုင်းတယောက်ပဲချန်တယ်သူတို့တွေခမည်းတော်အနေနဲ့ပြေးမဲ့ပုံပေါ်နေရကြောင်းကျုပ်တို့နှစ်ယောက်ကခမည်းတော်အမြန်လိုက်လာပြီးစေတနာနဲ့တရင်ပေးတာဒါကိုခမည်းကကြောက်လန့်ပြီးထွက်ပြေးနေတော့ဟာမောလိုက်တာဗျအဲ့ဒါကျွန်တော်အထင်လွဲနေလို့ပါအခုလိုပဲပဲလိုက်တတိပေးတာကျေးဇူးပါပဲဗျာရပါတယ်ဒါမဲ့ခမည်းတော်ကပြေးလိုက်လိုက်နဲ့ဘာဖြစ်နေကြရလဲဥပဒေနဲ့မလုပ်ခင်းတဲ့ကိစ္စတွေမဟုတ်ပါဘူးဗျာဂိမ်းတစ်ခုထဲမှာလှုပ်ရှားနေကြတဲ့ပလေယာတွေပါတယောက်နဲ့တယောက်အန်ဒီရဲ့ကြီးကြီးမားမားပြုလို့တော့မရအောင်စိတ်ချပါကောင်းပြီလေဥပဒေနဲ့ညီဆိုရင်တော့ကျုပ်တို့ကနှာခေါင်းလိုက်ပြီးကြည့်နေမှာမဟုတ်ဘူးလက်ထိပ်ပိုက်ပြီးလိုက်လာမှာကဲဒါဆိုကျုပ်လည်းကျုပ်တို့ထောင်ရုံစက်ထမ်းဆောင်လိုက်အောင်မယ်သဘောကောင်းတဲ့ရဲသားနှစ်ယောက်ဟာအလောင်းကောင်ကြီးကိုထမ်းကျွန်တော်တို့ကိုနှုတ်ဆက်လို့ထွက်သွားပါတယ်ဗလိုင်းတွေဟာတယောက်ပြီးတယောက်လှုပ်ရှားလာကြပြီးနောက်ဆုံးဗလိုင်းတယောက်ပဲငြိမ်ချက်သားကောင်းနေစေသူပဲရောက်နေလေသူဘာကြောင့်မလှုပ်ရှားသေးရလဲသူဘာတူလဲယူရီကိုကျွန်တော်စက္ကနဲ့လှည့်ကြည့်မိတယ်မတင်ကစိတ်နဲ့ပါသူရောမဖြစ်နိုင်ဘူးလားမဖြစ်နိုင်ပါသူကကျွန်တော်တော့ပြန်ပြီးချစ်စရာကောင်းတဲ့အလှကုန်ပစ္စည်းဘဝိုင်းလေးကိုချောင်းစီစီပြန်ကြည့်နေတယ်သူ့ကိုမူရကြောင်းခုနကသူ့ကိုပေါ်ထားမိတဲ့တန်တရားကိုနောက်ငှရမိသွားတယ်ယူရီဟမ်ဒီတော့ထဲမှာပုံးခုလိုကောင်းမနေရရမရှိဘူးလားသူမတစ်ချက်စဉ်းစားပါသေးတယ်ပြီးမှခေါင်းငိမ့်လို့ရှိရဲ့ဘယ်နေရာလဲဟိုးရှိကနတ်တောင်ဒီတောင်နာမည်ကနတ်တောင်နဲ့ဒီနတ်တောင်မှာနတ်မောင်နှမ9ယောက်ရှိရဲ့တဲ့သူတို့အားလုံးကအပြိုလူပြိုကြီးတွေသူတို့ကအရန်အလှပကြိုက်တယ်ချောမောလှပတဲ့သူတွေတောင်ပေါ်တက်လာရင်လက်ပြအနှုံခံရတတ်တယ်တဲ့မလှမပတဲ့သူတွေတာမန်ရုပ်ရည်မျိုးတွေတက်လာရင်တော့စိတ်ဆိုးပြီးဘေးဒုက္ခတွေပြေးတတ်တယ်တဲ့ဟာဒါဆိုလှလည်းမရမလှလည်းမရဆိုတော့ငါတို့ဒီတောင်ပေါ်ကိုဘလို့လို့တက်တော့မှလဲဒီနတ်အပြိုကြီးလူပြိုကြီးတွေနဲ့တော့ခတ်တော့တာပဲနင်ကအဲ့ဒါတွေယုံကြည်လို့လား21ရာစုလူငယ်ဆိုတော့လတ်လတ်စပဲမယုံကြည်ချင်တာအမှန်ပဲဒါပေမဲ့ရောမရောက်ရင်ရောမလို့ကြည့်ရမှာပေါ့ဟာသူ့ဒေတာနဲ့သူယုံကြည်တဲ့အရာကိုငါမလေးမစားမလုပ်ချင်ပါဘူးယူရီကရဲစရာမဟုတ်ပဲရဲပြီးနတ်တောင်အကြောင်းဆက်ပြောတယ်ဒါကြောင့်ဒီတောင်ပေါ်တက်ရင်ကိုယ့်ရဲ့ပင်ကိုရုပ်ရည်မပြပဲမျက်နှာဖုံးဆွပြီးတက်ရတယ်ဟာအော်ဒီလိုနီးလိုက်ရှိတာကိုသူ့ရဲ့နဲ့သူစားတော့အစင်ကိုချောနေရပဲဒါပေမဲ့ငါတို့မှမျက်နှာဖုံးမှမပါပဲတောင်စီမှာတက်ခုတ်သမားတွေတန်ငါးတွေလာတာကိုစောင့်ရမှာပေါ့သူတို့စီမှာအပူယူလာတဲ့စက်ကူမျက်နှာဖုံးတွေရှိတယ်အဲ့ဒါတွေကိုဝယ်ရမှာပေါ့ကျွန်တော်ကောင်းတစ်ဆက်ပဲညှိနေမိရဲ့တောင်ကြီးရောက်တော့သူပြောသလိုတက်ခုတ်သမားတယောက်နဲ့တွေ့တယ်တက်ခုတ်သမားကလည်းစက်ကူမျက်နှာဖုံးဖြူတဲ့ဝစ်စင်လေးရနေပါပဲသူစီကအဲ့ဒီလိုအလားတူစက်ကူမျက်နှာဖုံးဖြူနှစ်ခုကိုအလွယ်တကူဝယ်ယူနိုင်ခဲ့ပါတယ်နတ်တောင်ပေါ်တက်ရမယ့်နေရာရောက်တော့သူကမျက်နှာဖုံးကိုစုပ်ဖို့ပြင်နေခဏနေအောင်မျက်နှာဖုံးကိုမျက်နှာမထက်ခင်ကျွန်တော်တားလိုက်ပါတယ်မျက်နှာဖုံးကိုဖောင်တိန်နဲ့အယောင်လေးတွေပါတယ်ချဲလို့မရအောင်လားဒီတိုင်းဆိုတော့မြင်ရတာပြင်းစရာကောင်းသလိုပဲကျွန်တော်ကတွန်းတက်တော့သူကတစ်ချက်ကတွေစဉ်းစားသေးတယ်နှောင်းမှအေးလုံးကြည့်ရအောင်ဒီနောက်တော့
ကျွန်တော်စိုးဖို့တဲ့ကရောင်စုံဖောင်တိုင်လေးတွေထုတ်ပြီးမျက်နှာဖုံးတွေပေါ်ရှောက်ချကြတယ်။သူကကျွန်တော်မျက်နှာဖုံးမှာအစိမ်းအောင်နှက်ခမ်းမှုတွေလာချက်တယ်လို့ကျွန်တော်ကသူ့မျက်နှာဖုံးမှာပါးနေအလုံးလေးတွေချိန်ပေးလိုက်တယ်။ထပ်ပြီးသူကကျွန်တော်မျက်နှာဖုံးမှာမုတ်စိမ်မှုတွေလာချက်ပြန်တယ်လို့ကျွန်တော်လည်းသူ့မျက်နှာဖုံးပေါ်မှာအစီတက်ပြီးမီးစင်နှစ်ထပ်ဖြစ်တဲ့ပုံကိုဆွဲပစ်လိုက်တယ်။ပြီးနှုတ်သားကောင်းပေါ်ရဲကြတယ်။ပျော်ဖို့ကောင်းလိုက်တာ။ကဲလာတောင်ပေါ်တက်ဆိုသူနဲ့ကျွန်တော်မျက်နှာဖုံးကိုစီတက်လို့တောင်ပေါ်တက်ခဲ့ကြတယ်။မျက်နှာဖုံးတက်လာတဲ့အနေကိုသူကသိလာနေရလို့ထင်မိတာကျွန်တော်ရဲ့ပတ်လိုက်တဲ့ခံစားမှုတစ်ခုဖြစ်မှာပါ။နှစ်ယောက်သားတစ်ချင်းမဆိုပဲတောင်ပေါ်တက်ခဲ့ကြတယ်။ဒါပေမဲ့ဘလောင်းမှမတက်ရသေးခြေလန်း10လန်းလောက်တက်ရသေးတယ်။ကျွန်တော်ကောင်းထဲမှာမိုးရီလာတယ်။ခေါင်းတစ်ခုလုံးနောက်ကြည့်လာပြီးမျက်လုံးတွေကလည်းမှိန်ကျင်လာတယ်။ယူရီငါဘာဖြစ်တာလဲမသိဘူး။ခေါင်းနဲ့တမိုးဖြစ်နေတယ်လို့ယူရီစီကအတန်တိတ်နေတယ်။ကျွန်တော်လှည့်ကြည့်လိုက်တော့ခြေလန်းကားလန်းခွာကတစ်ပင်ချေမှာခွေလေးလဲနေတဲ့ယူရီကိုတွေ့လိုက်တယ်။အဲဒီနောက်ကျွန်တော်ရိုးတွေပြုတ်ခွေသွားတာကိုပဲမှတ်မိတော့တယ်။နိုးလာပြီလားကိုလုံးရီဝေဖြစ်နေတဲ့ကျွန်တော်ဟာအဲ့ဒီအတန်းတွေကိုမပီဝဝချနေရတယ်။အာတဲမီမျက်လုံးဖွင့်ကြည့်လိုက်တော့မျက်နှာဖုံးဆွလဲသားရှိနေတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရတယ်။နိုးလာပြီလားဘလိုင်းဝမ်ခမည်းဘာတူတော့တောင်းလိုက်တာကိုလူရဲ့ခမည်းကိုဘလိုင်းဝမ်လို့ခေါ်မှတော့ဘလိုင်းကိန်းနဲ့ကဘလိုင်းတယောက်ပဲပေါ့ဒီလိုပြောရင်ပဲသူကမျက်နှာဖုံးကိုဖြည်းဖြည်းချင်းဆွဲခွာပြတယ်မျက်ကုံးမွေးဆူဆူဆိုင်ဆိုင်နဲ့လူငယ်အော်ဒီလောက်ပဲကျွန်တော်ရေးရနိုင်တယ်လူကအကုန်မှနိုးထလာလို့အားပြေးဖို့အချိန်နဲ့ငယ်ယူရအောင်မယ်တဲ့ကျွန်တော်လက်တွေကိုလည်းတစ်ပင်တစ်ပင်နဲ့ထိုင်ရတာလက်ပြန်ချီနှောင်ထားတယ်ခမည်းဘယ်လိုများအခုလိုကျွန်တော်ဖမ်းလိုက်နိုင်တာလဲမေးစည်းတစ်မျိုးအသုံးပြုပြီးတော့ပေါ့မေးစည်းနဲ့ကျွန်တော်တန်ရောက်လိုက်မိတယ်သူကကျွန်တော်ဘေးမှာကြာနေတဲ့မျက်နှာဖုံးတစ်ခုမေးဆက်ညွှန်ပြတယ်ကျွန်တော်သဘောပေါက်ပါတယ်အော်ခမည်းကမျက်နှာဖုံးကမေးစည်းကိုတုတ်ထားတာဟုတ်ဒါပေါ့ဒါကြောင့်ကျွန်တော်တို့မျက်နှာဖုံးမျက်နှာမှာတက်ပြီးမကြခင်ပဲမိုးဝေပြီးတတိလွတ်သွားခဲ့တာဟုတ်တောင်ချိန်မှာတွေ့ခဲ့တဲ့ကျွန်တော်တို့မျက်နှာဖုံးရောင်းတဲ့မျက်နှာဖုံးဆွတ်ထားတဲ့တက်ခုတ်သမားကလည်းခမည်းပဲလားတခြားဘသူဖြစ်နိုင်အောင်မလဲကိုလူရဲ့ချောက်ကကအတန်းနဲ့မကုန်းမကန့်ရည်ဒီလူမှာတတိထားရမယ့်ညံတစ်မျိုးပိုင်ဆိုင်ထားတဲ့ပုံပဲအချင်းကတော့စီးစာမျက်တောင်နေနေတဲ့ညာကူးကနေညနေပဲကျုပ်သုံးတဲ့မေးစီနည်းနည်းများသွားရဲ့တဲ့နဲ့ကိုလူရဲ့ဒါတော့ကြသွားတယ်သူကအသားကြောင့်စိတ်သားကြောင့်တကူကူထင်တာပဲဓမြောင်နဲ့တပီးလီးပြီးမီးမခင်ပဲပါဇက်ထဲထည့်သွားတယ်ကျွန်တော်ယူရီကိုတတိဝင်လာမိတယ်ဒါပေမဲ့ကျွန်တော်ဆောင်မမရသေးခင်ပဲသူကကောင်မလေးကိုလုံခြုံတဲ့နေရာမှာထားခဲ့ပါတယ်စိတ်မပူပါနဲ့ကောင်မလေးကလည်းလှတာပါလာလေးပဲကွာငါတော်တော်စိတ်ထိန်လိုက်ရတယ်ခမစိတ်မပူပါနဲ့ကျုပ်ကစီကံတိုင်းကိုလိုက်နာတတ်တဲ့ကောင်မဟုတ်ပဲမဲ့တခါတလေသဘောကောင်းတတ်ပါတယ်အပေါင်းနဲ့တည်းရိတ်တန်းလာတဲ့ယူရီရဲ့အတွက်စိုးရင်စိတ်တွေကလည်းတည်းပိုလွန်းလာတယ်ခင်ဗျားကျွန်တော်ဘာဆက်လုပ်ဖို့စီစဉ်ထားလဲဒီညဒီမှာအိမ်မယ်ပြီးရင်ဘူလုံဆောင်တဲ့နေရာကိုခေါ်သွားပြီးမင်းကိုဝတ်ထားခဲ့မယ်ပြီးရင်မျိုးရဲသွားပြီးမြင်းကားခဲ့မယ်အဲ့ဒီမြင်းနဲ့မင်းကိုတင်ပြီးဂိမ်းစီစဉ်တိုင်းငွေ300နဲ့သွားလိမ့်မယ်ပြီးရင်ငါ့ကိုစောင့်နေကြမယ်ငွေမြင်ငန်းငန်းတက်တဲ့မိန်းမတွေစီကိုသွားမယ်ပေါ့ကွာဟာလှလိုက်တဲ့အစီအစဉ်ဟဲ့အဲ့ဒီရေမောတန်ဟာကျွန်တော်အတန်မဟုတ်ဘူးအဲ့ဒီရေမောပြောဆိုတန်ကရှေ့စီကအမောင်ရည်တဲကထွက်လာတာပါအတန်ဆုံးမှာပဲအမောင်ရည်တဲကအတန်ပိုက်ရှင်ကလည်းတရွေ့ရွေ့ထွက်လာတယ်လာရောင်ဖြော့မှာကျွန်တော်တို့မြင်လိုက်ရတာကလူဝါကြီးပါဟာအစီအစဉ်ကလှတယ်ဒါပေမဲ့အဲ့ဒီအစီအစဉ်ကငါကြောင့်ပြတ်တော့မယ်ထင်တယ်လူဝါကြီးကဘိုက်ကြီးပေါ်လျက်ရှိတိုးလာပြီးအဲ့ဒီစကားဆိုတယ်